26 ရက်နေ့မတ်လ2026 brain နဲ့ key ပဲတွဲတော့မယ်ဒီနေ့မနေ့က break ကနနီးပေးတာတနီးပြတ်သွားတယ် break ကဒီနေ့နောက်ထပ်နနီးထပ်တွေ့တယ်မဲ့အဲ့ဒါတော့မှပြန်မလို့စေ break နဲ့ key ရင်ပြအပီပေါက်ထွက်တဲ့ဟာလေးအဲ့လိုလေးပဲလုပ်တော့မယ်ဒီနှလုံးပေါင်းshit အဲ့ဒါ break ယူမယ် shit break shit 3 break ပေါ့နော်ဒီနှလုံးပေါင်း1 break အရင်ကအပေါ်ကshit 3 break ကနေ6ဆိုချစ် break ထဲတယ်အောက်က6 break ဆိုတော့9ခွန်ထဲတယ်ဒီနှလုံးပေါင်းခွန်နဲ့ break ဆိုပြီးတော့9နှစ်ထဲတယ်ဒီနေ့26 ရက်နေ့အတွက်ကဘာbreakလဲ6 break နော်ကဲကီးလာပဲကီးပါရှစ်3 break နှလုံးအဲ့ဒီ3နဲ့6ပေါင်း6တိတ်ကီးအသုံးလုံးယူမှရမှာ6တိတ်9ကီးရှစ်3 break ဆိုပြီးတော့နေ6ထဲနော်ဒီမှာအဲ့ဒီမှာ1နဲ့3က6 break 6နဲ့4က3 5ခွန်ကီး6 break ဆိုပြီးတော့9ခွန်ဆိုတဲ့6 break ထဲနော်နေ့ရယ်9ရယ်ခွန်နဲ့ break ဒီမှာလည်းခွန်ပဲခွန်နဲ့ကီးခွန်နဲ့ break ခွန်နဲ့3ကီးအဲ့ဒါ9နေ့ဆိုတော့ထဲနော်ဒီမှာဒီနေ့အတွက်က9နဲ့ခွန်6တဲ့ break ဒီမှာခွန်နဲ့3ကီးနော်6တဲ့ break ခွန်နဲ့3ကီးဒီနေ့အတွက်ကဲအဲ့မှာအဲ့ဒါပဲရှိနော်ခွန်နဲ့3ကီး6တဲ့ break ကနန်း6ခွဲပဲနော်ဒီနေ့ကဲ break စက်ကြည့်ရှင်တော့လိုက်ခဲ့အောင်ကျွန်တော် break ပြအောင်မယ်နော် break ကဒီမှာ break ရနေစားဒါတပင်ကြော်ယူပေါ့38 break ဆိုပြီးတော့ဒီထွက်တယ်ဒီမှာ73 break ဆိုပြီးတော့94ဆို3 break ထွက်တယ်ဒီမှာလည်း73 break ဆိုပြီးတော့6ထွက်တယ်ဒီမှာ6 break ဆိုပြီးတော့9ခွန်ထွက်တယ်တပင်ကြော်နော်ဒီမှာလည်း73 break ဆိုပြီးတော့ဘာထွက်လဲတစ်ခွန်ပေါ့နော်အဲ့မှာ83ရေပဲနေတိုင်းကြတာမကြတာဒီ9ခွန်95ပဲနော်73 break ဒီနေ့ကျတော့9ခွန်6တဲ့ break ခုနလည်းတူတယ်နော်ခုနလည်း6တဲ့ break ဟုတ်တယ်နော်အဲ့ဒါ break တစ်ခုကျွန်တော်နောက်တစ်ခုပြမယ် break ကြိုက်နော်နောက်တစ်ခုကဒီတစ်ခုကတော့အတူလေးပေါ့နော်တူကလေးပဲဒီနှလုံးပေါင်း4 break ဆိုတော့40ထွက်တယ်ဒီကိုပေါ့နော်ဒီနှလုံးပေါင်းက6 break ဆိုပြီးတော့9ခွန်ရ6 break ထွက်နော်ဒီနှလုံးပေါင်းနေ့ဆိုပြီးတော့နေ့ခွန် break ဆိုပြီးတော့နေ့9ထွက်နော်ဒီနေ့26ရက်နေ့3လအတွက်ကဒီမှာနေ့ရခွန်ရကျတော့9 break ပေါ့နော်ဒီနေ့9ရ6တဲ့9 6တဲ့ break ကဲ break ကတော့ကြိုက်ရင်တော့အဲ့မှာ9 6တဲ့ပေါ့နော်အဲ့နှစ်ခုကဲအားလုံးပဲကောင်းကြပါစေခင်ဗျာကိုယ်စိတ်နဲ့ကျမ်းမာချမ်းသာကြပါစေပေါက်ကြပါစေခင်ဗျာ